တော်လန်အတိုင်းခီးဆက်နေတဲ့နင်းပေါ်လေးဟာကလေးဝိညာဉ်တွေကိုလိုက်စားနေတဲ့အစင်းမြင့်ဝိညာဉ်စုတစ်ကောင်နဲ့ထိတိုက်တိုးပါတော့တယ်ဝိညာဉ်စုကနင်းပေါ်လေးကိုမြင်ချင်းမှာပဲဟိတ်ကလေးမလေးမင်းကငါ့ကိုမြင်ရရုံနဲ့မကဘူးမကြောက်ဘူးပေါ့လေငါကမင်းကိုဖမ်းဖို့လာတာဟာလို့လှောင်ပြောင်းလိုက်ပါတယ်ဒါပေမဲ့နင်းပေါ်လေးရဲ့တစ်သားသားကလေထဲမှာဝေးရမ်းလိုက်တဲ့ခါမှာတော့ဝိညာဉ်စုဟာလုံးဝထိတ်လန့်သွားရပါပြီလူပြည်မှာဒီလောက်အစင်းမြင့်တဲ့ပညာရှင်ကနှုတ်ဆုကလေးလေးဖြစ်နေပါလားမင်းကလူရောက်ဖန်တီးထားတာလားလို့မေးတဲ့ခါမှာတော့နင်းပေါ်လေးကနင်းကမှလူမဟုတ်တာနင်းမိသားစုတစ်ခုလုံးလူမဟုတ်တာစကားအများကြီးမပြောနဲ့တိုက်မယ်လို့အခြေအတင်ပြန်ပြောလိုက်ပါတယ်နင်းပေါ်လေးရဲ့အစွမ်းအောက်မှာအရေးနှိမ့်သွားတဲ့ဝိညာဉ်စုဟာနတ်သမီးလေးပွားတော်ကြီးတောင်းပန်ပါတယ်ကျွန်တော်ကိုလှုပ်ပေးပါဦးလို့ဒူးထောက်တောင်းပန်လာပါတယ်နင်းပေါ်လေးကသူမရဲ့အဖြစ်တွေကိုထောက်ပြတဲ့အခါမှာတော့ဝိညာဉ်စုဟာသူမရဲ့နာကြီးပွဲအတိတ်တွေကိုရင်ဖွင့်มาတော့တယ်သူမဟာလူဘဝတုန်းကရောက်ခမကိုပြုစုတင်တောင်းပစ္စည်းတွေအကုန်ထုတ်ပြီးယောက်ျားဖြစ်သူစာမွေးပွဲအောင်ဖို့ထောက်ပံ့ပေးခဲ့တဲ့ဇနီးကောင်းတစ်ယောက်ပါဒါပေမဲ့ယောက်ျားဖြစ်သူကယာလူရတဲ့အခါမှာတော့သူမကိုဖျက်စာပေးပြီးအစိခန့်အဆင့်ကိုချပစ်ခဲ့ပါတယ်ဂုံတရီရှိအမျိုးသမီးတစ်ယောက်ကိုထပ်ယူပြီးသူမကိုအိမ်နောက်ဖေးမှာနှိပ်စက်ခဲ့ကြတာပါပို့ပြီးဝမ်းနည်းစရာကောင်းတာကသူမခက်ခက်ခဲခဲပြုစုပြုထောင်ခဲ့တဲ့10နှစ်အရွယ်သားလေးကိုမယားငယ်ဖြစ်သူကရဲရဲဆက်ဆက်တက်ပစ်ခဲ့တာပါပဲသားလေးတီတော့သားလေးနဲ့ပြန်ဆောင်မဲ့ထင်လို့သားရဲ့ကူနာမှာနှစ်အတော်ကြာဆောင်ခဲ့ပေမဲ့မတွေ့ခဲ့ရဘူးလို့သူမကငိုယိုပြီးပြောပါတယ်။ကံကြမ္မာကငါ့အပေါ်မတရားမှတော့ငါကဘာလို့တခြားသူတွေကိုဂရုစိုက်နေရမှာလဲဆိုတဲ့အတွေ့နဲ့သူမဟာလူပြည်မှာဝိညာဉ်တည်မြဲဖို့အတွက်တက်ရှိတွေကိုဒုက္ခပေးတဲ့ဝိညာဉ်စုဘဝကိုရောက်သွားခဲ့တာပါ။ဒါပေမဲ့နင်းပေါ်လေးကသူမရဲ့သားလေးကျွကျွမသိဆုံးသေးတဲ့အကြောင်းကိုပေးရင်တွက်ပြီးပြောပြလိုက်တဲ့အခါမှာတော့သူမဟာမယုံနိုင်အောင်ဖြစ်သွားပါတယ်။နင်းသားကအခုအသက်25နှစ်ရှိပြီးမြို့တော်မှာစာမွေးပွဲအတွက်ပြင်ဆင်နေတာအိမ်တော်လဲကျနေပြီလို့နင်းပေါ်လေးကအချက်လက်တိတိကျကျနဲ့ပြောလိုက်ပါတယ်။သားလေးအသက်ရှင်နေသေးတယ်ဆိုတဲ့သတင်းကြောင့်ဝိညာဉ်စုဟာသားဖြစ်သူကိုတွေ့ချင်စောနဲ့လှုပ်ပေးဖို့ထပ်မံတောင်းပန်ပါတယ်။ဒါပေမဲ့နင်းပေါ်လေးကတော့ပြတ်သားပါတယ်မရဘူး။နင်းကောင်မှာအဖြစ်တွေအများကြီးပဲနင်းကကလေးတွေရဲ့ဝိညာဉ်အများကြီးကိုစားခဲ့တာလေငါသာနင်းကိုလှုပ်ပေးလိုက်ရင်အဲ့ဒီကလေးတွေကဘယ်လိုလုပ်မလဲလို့ဆိုတာသူမကိုတရားစီရင်ဖို့ပြင်ဆင်ပါတော့တယ်။သားကိုလွမ်းလို့အမားတွေလုပ်မိတယ်ဆိုတဲ့ဝိညာဉ်စုကိုနင်းပေါ်လေးကပြက်ပြက်တသားပဲဆုံးမလိုက်ပါတယ်။နင်ကတနာစရာကောင်းတယ်လို့ထင်နေတာလားအဲ့ဒီကလေးတွေကတနာစရာမကောင်းဘူးလားလို့မေးခွန်းထုတ်ရင်တရေတိုင်းဟာကိုလုံးတဲ့ကံအတွက်ပြစ်ဒဏ်ခံရမှာပဲလို့သတိပေးလိုက်ပါတယ်ဒါပေမဲ့ဝိညာဉ်ဆိုးစီမှာကြက်ရှိနေသေးတဲ့မိခင်မြတ်တာလေးကိုထောက်ထားပြီးနင်းပေါ်လေးကဂယုဏတက်သွားပါတယ်သူမရဲ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကိုဝိညာဉ်အိတ်ထဲမှာတင်စီပေးလိုက်ပြီးနောက်တစ်ချိန်မှာတားဖြစ်သူကျိုးကျွန်းနဲ့တွေ့ရအောင်နီးလန့်ရှာပေးမယ်လို့ကတိပေးလိုက်ပါတော့တယ်နင်းပေါ်လေးကဂါထာမန်တန်တွေရွတ်ပြီးဝိညာဉ်ဆောင်တွေကိုခေါ်လိုက်တဲ့အခါနေကင်းကြောင်တောင်ကြီးမှုဝိညာဉ်ဆောင်တွေကညင်ညင်ညူညူနဲ့ရောက်လာကြပါတယ်ဒါပေမဲ့နင်းပေါ်ကိုမြင်လိုက်တာနဲ့ရမမင်းကြီးပြောထားတာမေ့သွားပြီလားဒီဘွားတော်ကြီးကိုပြင်မလို့မရဘူးဆိုပြီးချက်ချင်းပဲဒူးထောက်ယူအသေးပေးကြပါတယ်နင်းပေါ်လေးကတော့ငါကဘယ်တော့မှဘွားတော်ကြီးဖြစ်သွားတာလဲလူကိုအိုးအောင်ခေါ်လိုက်တာပဲလို့စိတ်ကောက်ပြလိုက်သေးတာပေါ့သူမကဝိညာဉ်ဆိုးကိုမရဲ18ထပ်ပို့ခိုင်းလိုက်တယ်လို့ရမမင်းကြီးကိုလည်းမရဲပြည်မှာလက်ဖက်ရည်ကြီးထိုင်တောက်မနေနဲ့လူပြည်ကဝိညာဉ်တွေကိုလည်းဂရုစိုက်ဦးလို့ခက်ပြက်ပြက်လေးမှကြားလိုက်ပါသေးတယ်ဝိညာဉ်ကိစ္စတွေပြီးသွားတဲ့နောက်မှာတော့မိသားစုတွေနဲ့အတူရေရှာဖို့တောင်းတဲ့ကိုခရီးဆက်ကြပါတယ်သူကြီးမင်းကနင်းပေါ်လေးမောမှာဆိုလို့ကြံဖေးဦးကိုပို့ခိုင်းဖို့ပြောပေမဲ့နင်းပေါ်လေးရဲ့အဖေနဲ့အကိုတွေကတော့နင်းပေါ်ကိုကျွန်တော်တို့ဘာသာပို့မယ်ဆိုပြီးဝိုင်းဝန်းကာကွယ်နေကြတာကတကယ်ကိုချစ်စရာကောင်းတဲ့မြင်ကွင်းလေးပါနင်းပေါ်လေးဟာဒီမိသားစုရဲ့ကံကောင်းခြင်းလက်ဆောင်လေးဖြစ်နေပြီပေါ့တောင်ထဲမှာရေရှာရင်းနဲ့နင်းပေါ်လေးဟာမတော်တဆချော်လဲပြီးအောက်ကိုလိမ့်ကျသွားပါတယ်အဖေဖြစ်သူကစိုးရိမ်ကြီးပြေးလာချိန်မှာတော့နင်းပေါ်လေးကအရာတစ်ခုကိုစက်ကြည့်နေတာပါဖေဒီအရာကသမီးကိုခလုတ်တိုက်တာစိတ်တူလို့ဆွဲနှုတ်လိုက်တာဆိုပြီးသူမလက်ထဲမှာကင်ထားတာကတော့ကြီးမားထူးဆန်းတဲ့မုံလောင်ကြီးတစ်လုံးပါဒါပေမဲ့အနံ့ကမုံလောင်နဲ့မဟုတ်ပဲငွေပြက်နဲ့ဆေးနံလေးထွက်နေပါတယ်အဖေဖြစ်သူကတေချာကြည့်ပြီးအံ့ဩတုန်လှုပ်သွားပါတယ်ဒါကလူသိမ့်ပဲဒါပေမဲ့လူသိမ့်ဆိုတာလက်တန်းလောက်ပဲရှိတာဒါကတော့လူသိမ့်ပြင်းကြီးပဲဖြစ်မှာပေါ့လေနင်းပေါ်လေးဟာခလုတ်တိုက်တာကိုဆွဲနှုတ်လိုက်တာတော့တန်ဖိုးဖြစ်မရတဲ့ယတနာကိုရှာတွေ့ခဲ့တာပါအဲ့ဒီအချိန်မှာနင်းပေါ်လေးဟာသူမကိုပညာသင်ပေးခဲ့တဲ့ဆရာကြီးနဲ့စီနီယာအကိုကြီးကိုရုတ်တရက်တတိယသွားပါတယ်ဆရာကြီးအခုဘယ်မှလည်းမသိဘူးနေကောင်းရဲ့လားလို့တွေးရင်းနင်းပေါ်လေးရဲ့မျက်ဝန်းတွေမှာလွှဲရိပ်တွေရှက်တန်းသွားပါတော့တယ်